ကျွန်တော်တို့ဒီဖုန်းကျောင်းကနေစတင်လာရှောင်းပါပါဒါကျွန်တော်တို့ဖုန်းရွာဖုန်းကျောင်းမှာကာထားပြီးတော့ဆိုင်ကိုရှိရနေအောင်လမ်းလျှောက်သွားတာပါလေဒီလိုရွက်ပြတ်တော်လေးဖြတ်ပါလေကျွန်တော်တို့ဖုန်းကူအဝင်ဝါကိုရောက်ပါပြီအဝင်ဝါမှာအင်္ဂါလေးရှိရေကန်ထဲမှာငါးလေးတွေဒီမှာဆယ်လေးရှိပါတယ်ထမင်းစားအနားယူလို့ရပါတယ်ဗျာဟိုဘက်ကကျွန်တော်ဒီတိုင်းဆင်လာခဲ့တာပေါ့ဆင်လာခဲ့ဒီမှာငါးလေးတွေဗျာငါးလေးတွေအများကြီးရေတော့တက်မယ်ဗျာအဲ့တော့မဲရှင်တက်မယ်တင်တာပဲလိုင်းမျိုးတဲ့ရေတော့ရေစီးတယ်ရှောင်းတော့ရှိန်နဲ့စီးနေတော်တန်တော့ရေစီးရနော်ကဲကူဝါနာရောက်ပြီလားမသိဒါတော့ကျင်းသွားကြတန်လေးကားတွေ့ပြီတန်လေးကားတွေ့ပါပြီကဲကူပေါက်ရောက်ပြီကျွန်တော်တို့အောက်ကနေဒီတန်လေးကားတိုင်းတက်လာရင်ဟောဒီမှာကူပေါက်ကိုရောက်ပါပြီဗျာမောင်မဲနေတယ်ဒါမြေလေးထွန်ထားတော့ပါဘယ်တော့ဆင်းအောင်ဒီမှာဆင်းအောင်လားမသိ哦，没事，不行。就是当时的辣。也是吧，爸爸吧。ဒီတစ်ခုရှိနေတယ်လားကျွန်တော်ကြောက်ကမ်း ဒီဘက်သွားမှာနော်ဘယ်သွားမှာ ခုနကဝင်ပေါ့ဘယ်ဘက်တော့မှမသိ ဘယ်ဘက်သွားမှာ ဒီဘက်လား ဒီဘက်လား โอเค ဘယ်နဲ့ကြက်တယ်ဒီ ရှောင်းမယ်နော်အပေါ်တက်မယ်အပေါ်တက်တစ်ခုရှိတယ်ဒါကြောက်ကြမသိဘူးကြောက်စားပြီထင်တာပဲဟုတ်တယ်ဒီမှာစပြီကြောက်စားပြီဟုတ်တယ်ဒီမှာစပြီကြောက်စားပြီ ကျွန်တော်ရင်ဆက်မယ်နော်ကျွန်တော်အောက်ကမီးပြပေးမယ်ကျွန်တော်အောက်ကမီးပြပေးမယ်ရပါလေးပါပါလေးပါဒီအောက်ထဲကနဲ့တယ်ဗျ ဒါကြောင့်မို့ကြောက်ကြီးရှိတယ် ဟုတ်လားဒါအစပေါ့ဒါအစရှိတယ်တဲ့အဘောဘောကြီးမမြင်တော့ဘူးကဲဒီလိုလေးတက်ရပါတယ်ဒီလိုလေးတွေတက်ရပါတယ်နောက်တော့ကြောင်းတဲ့ကြီးတူရှိတယ်တဲ့Careful. Very.
မီးဆက်ရှိတော့ပြောဟာအော်ချောင်းနေကြီးပဲနော်အာချောင်းနေကြီးပဲဗျ အောက်တော့မမြင်ရဘူး မင်းအောင်ကျောက်ဆက်ပန်းဆွေးလေးကျောက်ဒီကြောက်ကြီးပြနေတော့ကိုပုံပါသူပါလိုက်ရပါနော်အာတန်လေကိုင်းကထုတ်တက်ရပါပြီတန်လေကိုင်းမှာတန်လေကိုင်းတက်နေပြီတယောက်ရှေ့ရမယ်โอเคခဏဆောင်နေမြာနောက်မှလည်းကြံနေကဲချောင်းတက်ကြီးစပြီတဲ့တော့ဟိုဘာမှမရဘူး တော့ချစ်ကြည့်ရတယ် ဆက်ပန်းဆွဲကြောပါရေတန်ရောရှင်းလုံးကြားနေတော့ရေတန်နော်ရေစင်ရတယ်လို့ နည်းနည်းလေးဆင်းအောင်လား ရှစ်သွားသူရှစ်ပေးသွားတယ် ဟုတ်ပါဘူးလေကားဟိုပါလည်းမကြည့်ဘူး အာဒီတိုင်းတော့အပေါ်မှာတက်နေကြတယ် ရဘူးထုတ်ကြ အာဒီမှာလှိတ်ကားရှိတယ်ဟာဒီတိုင်းလေးလာအမရှေ့အဖွဲ့သွားနေ သူတို့ဆုံးနေပေးဝင် ဓမီလို့လေအမလှိတ်ကားတစ်ခုရှိနော်ဟိုအောင်မှာရေတော့တွေရှိရလားဒီစီးနေရလား ညင်း โอ้လာချက်ကင်မရာဘာမှမရဘူး ကိုကြောက်ဆက်ပန်းတဲ့ချက်ထိုးလိုက်ကိုဒီဘက်โอเค โอเคโอเคညစာ နော် အာနော်တော့ဘာမှမရဘူးဟုတ်တယ်လေကနောက်တစ်ခါမလဲဘူးဗျမလဲဘူးခိုးတော်ဆွဲနေပြီ看这个啊，辣呀！米出来，用力来。 အားလုံးတန်းစီလာတိုင်းမှာကျွန်တော်အားလုံးဆက်ချိန်တယ်ဘုံမှာဆက်တယ် ဟ
ပရှင်းမကတဘာပြတ်သွားပြီနော်ဒါလုံးကတဘာကြံနေအေးအစင်းတခုလားဘာကူမျက်စိတဆုံရင် 我们将摄影家。 အမကျိုးရှိတယ်ရှင်းလမ်းရှိသေးလားလမ်းကကူကနှစ်ခုခွဲသွားတာနော်ဘာမှမရောက်ဘူးဟာနေတော်တော်နဲ့တင်ကြလာမျိုးညာလားမိုးရီစီရတယ်နော် ကိုစရာမင်းတို့နတ်ပါဆိုဟာစိတ်ညစ်လိုက်တာညော ဒီမှာဒါရဟိုကြောက်ဆက်တိုင်ထင်နော်တရားကြောက်ဆက်တိုင်ကျိုးသွားဗျာတရားမှန်ဒီဘောနဲ့ကျိုးသွားနော်နော်ဒါကြောက်ဆက်တိုင်ကျိုးသွားတော့ကြည့်ရနော်ငလင်းကြောင့်ကျိုးရလားဟုတ်ပါထုံးနေကက်စီရမယ်ထုံးမယ်နော် ဒီမှာဘာဖြစ်စင်ကြလို့ရက်နေကြတာလဲသူတို့တယောက်နေကြကြအောင် ထုံးမယ်နော်ဒီဘက်လေဒီမှာလမ်းမီးကျွတ်ဒီနောက်ဆုံးသွားလားဟုတ်တယ်ဗျမီးကျွတ်ဒီမှာဆုံးသွားပြီဗျဟာဒီမှာဝိုင်းမိုက်တယ်ဟာဝိုင်းလာမကျူမရအပေါက်ကြီး ကျောင်းလာဒီဘက်နော်ဝါကျော်ဒီမှာဆုံးသွားတယ်တွေ့လားမီးကျော်ရှိလားမီးကျော်ရှိနေဟုတ်တော့မယ် မီးကျိုးရှင်ဒီဘက်ဖြစ်မယ် ဟုတ်တယ် မာသပီး ကဲတောင်းမယ်ဟုတ်တယ် မာသပီး ဟုတ်တယ် ကျောက်စတိုင်းနော်ရှင်နာနေကြည့်ပလီဝဲအောင်ဟောဒါကြည့်နော် ဒီလိုလေးခဏဆောက်တော့လားဟေးဒါချိုးကိုဆိုလေ နည်းပူရနော် ဒါဒီလားခဏဆောင်ပါ နည်းပူသွားရနော် ဟုတ်လေကဒီနေတော့ လေချက်တော့ ဒီလည်းကျဲလို့ ဒင်းတို့ရှိရသေးလား ငုံနေတော့ဒီအောင်တွေက ကျန်နေတယ်အမကြောင့်ရေလိုက်စားတာနော်ဟုတ်တယ်ငုံရမယ်ဖင်ကုန်းရငုံရအောင်ကောင်းဒီမှာနှာခေါင်းပေါက်ကြီးနော်နှာခေါင်းပေါက်ကြီး ရငုံတော့ဟုတ်နော်ဒီရှိတယ်ဒီရောမှာသွားတယ်ဟုတ်တယ်နှာခေါင်းလိုညွှန်နော် တဘောလုံးကြီးလေးညမလေးလေးဘီးလေးလမ်းပြတယ်
တာဟောတက်တယ် อ๋อအပေါ်ရေတော့မြင်နော် ညာ ဟိုးတောင်ပေါ်ကတစ်ပင်က မိုက် ရေတောက်မြက်ကိုရှာတာကိုအနေနဲ့ဖောက်ပြီးအောက်ထိဒီမှာအဲ့ဒါဆိုရင်အပေါ်မှာတစ်ပင်ရှိမယ်နော်မြေပြင်နဲ့တင်မလို့ရဘူး ဟုတ်တယ် နော်ဒီနေရာပဲနေမှာဟာဒီမှာမတော်တော့ပေါင်ကူကြီးမှာကြောက်ပေါင်ကူကြီး ကြာဘယ်ရရော ကျွန်တော်အထွက်ရောက်ပြီပေါ့ ဟုတ်ခုနအော်နေကြပဲဟာလားလက်တင်မြင်နေရပြီ အဲ့တော့ဒါကြောင်းညရိုက်တယ် အဲ့ဒါမြင်းခွာပုံဝင်နော်ကဲဒါကူထွက်ပြင်ရောက်လာတော့ရှုံအေးဝပဲ နော်ကြာဆိုင်ကြီး အထက်မှာရေနဲ့အောက်ဆီဂျင်တို့ကြောင့်ပူတယ်ဗျမဟုတ်လေလမ်းအဲ့လောက်ခက်လို့လေအရောက်ပေါက်နေရနော်ဒါကလှိုင်ကူကနေပြန်ထွက်တာလေလမ်းပေါ့တောတွေရတယ်ရှော့ပါလေသူလမ်းကြောင်းတန်းလေးရှော့လာခဲ့ရတာဒီနာကြရေတန်းတော့ကြားပြီဒီမှာရေစီးကြောင်းရှိတယ် အေးဟုတ်တယ် ဒီထဲကနေစီးသွားပြီ တော့ဒီဘိုင်းမဲလို့တင်တာပါ ရေကဒီအောက်ကငုတ်သွားဗျဟောမှာလှိုင်ကူရှိမယ်ထင်တယ်ဟိုကူတွေကရေကဒီအောက်ကနေပြီးတော့အောက်ကိုစီးသွားဗျ အဲ့မှာငုတ်သွားတယ် ငုတ်သွားနော် ဟုတ်ပြီဟိုမှာဟိုနာ ကုတ်တင်လို့ဟိုမှာရေတန်းကြားနေအဲ့ဘက်ကနေပြန်ထွက်သွားဟိုရေတကုန်းရှိရဲဒါကျွန်တော်အပြန်လမ်းပေါ့ခုနဟိုရေငုတ်သွားတဲ့နေရာလေးနည်းနည်းလေးလာလိုက်နေဒီကူပေါဝနေရာပြန်ရောက်သွားပါလေမတန်လေးခါကြီးရောက်တော့ပါပြီလို့ဒီကူကနေအဝင်ထွက်တနားကြီးကြာပါရဲ့ဗျ7 နာရီထွက်တယ်ခု7 နာရီခုပြန်ရပါပြီကဲဒါကကျွန်တော်တို့မောင်ကွေးရွာကရေစိတ်ဟာမလမ်းမြင်ရပြီလေ ပုံမှန်လေ မလမ်းမြင်ရပြီလေကဲရွာတွေကရေချိုးစိတ်ဒါကူတဲကနေပြီးတော့စီးလာရှောင်းရေတဲ့ပြောရေစီရတန်နော် ဘယ်လိုပဲရှုပ်ရှုပ် ကဲဒီမှာရေချိုး မလေးဒီကိုမြောက်နေနေသူကကိုပဲလေ ဒီရှောင်းကဒီတိမ်ကိုပတ်ပြီးတော့စီးနေရတဲ့ဒါလေးကကျွန်းလေးပုံစံလေးပေါ့ဒါလေးကရေလဲကျွန်းလေး哦，那是有啊。